ဘယ်ချက်တွေကိုတည်ထားမယ်ဆိုရင်ကိုယ့်ရဲ့ region scale တွေပါနိုင်မလဲမင်္ဂလာပါအော်ကီ Chinese study ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ GPT O question ဟောင်းတစ်ခုဖြစ်တဲ့ Andre Tobon လို့ခေါ်တဲ့ပို့စာရှည်တစ်ပုဒ်ကိုကျွန်တော်လည်းအတူတူဖြေဆိုသွားကြည့်ချင်ပါတယ်အဲ့တော့ဒီမေးခွန်းမဖြေခင်မှာပေါ့နော်ကျွန်တော်တို့ Andre level စာပိုက်တွေဆိုတာက iPhone နဲ့ရှင်းလိုက်မယ်ဆိုရင်တော့နည်းငယ်ရှည်လာပြီးတော့နည်းနည်းပိုခက်လာတာကိုတွေ့ရပါတယ်အဲ့တော့စာပိုက်တွေဖတ်တဲ့အခါမှာတစ်ခုချင်းစီရဲ့ကိုတိုဘာတွေရဲ့ email ကိုဒီစဉ်းစားရင်းတယ်ပေါ့နော်ကျောင်းသားတွေတော်တော်များများဖတ်ကြတာများပါတယ်အဲ့လိုဖတ်တဲ့အခါမှာတကယ်မလိုလားတာပဲမနဲ့စာပြေချင်းတွေမြန်ကုန်ဆုံးနေကြတာကိုကျွန်တော်တွေ့ရပါတယ်အခုစာပိုက်တွေကိုဖတ်တဲ့အခါမှာပေါ့နော်ဘလို့မြန်ကြော်လွှားပြီးဖတ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာအချက်လေးတွေရှစ်ချက်ပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုလည်းပြောချင်ပါတယ်အဓိကတော့ point လေးတွေဘယ်လောက်ထိကိုယ်သတိထားပြီးဘလို့ဖတ်မယ်ဆိုရင်ကိုယ့်ရဲ့ reading skill တွေဘလို့မြင့်လာနိုင်မလဲဆိုတဲ့အချက်ရှစ်ချက်နဲ့အတူတူဆက်လက်ပြီးကြည့်သွားကြအောင်နော်အဲ့တော့ဘလို့ချက်တွေလဲဆိုတော့နံပါတ်1ကတော့ဘလို့စကားတွေကိုကိုယ်သတိထားပြီးဖတ်ရမှာလဲနံပါတ်2စာကြောင်းရှိတွေကိုအသားကျနေပြီလားနံပါတ်3ဒါမဲ့အကြောင်းအရာတွေကိုကိုယ်ကြိုတင်ပြီးတော့တွေးထားတတ်ပြီလားနံပါတ်4စာကြောင်းတိစောက်ပုံပေါ့နော် sinus scale ဒီဝါကြတွေကိုကိုယ်သိထားရမယ်နံပါတ်5ဘသူကဘာကိုလုပ်တယ်ဆိုတော့ဒါတွေကနတ်ဒီကိုစုလို့ပေါ့နော်အဲ့ဒါတွေကိုသိထားရမယ်နောက်တစ်ခုကမသိတဲ့စလုံးတွေကိုခံမှန်းတတ်ကြပါမယ်နံပါတ်9ညွန်ပြဖို့နားစားဖို့တွေပေါ့နော်ရှစ်ကြီးကောတွေကိုသတိထားပြီးဖတ်ရပါမယ်နံပါတ်10စာရေးသူရဲ့ထင်မြင်ချက်ကိုသဘောပေါက်ရပါမယ်ဒီချက်တွေကိုသတိထားပြီးတော့ကိုကမိကုန်းဟောင်းတွေလေ့ကျင့်မှများလာမယ်ဆိုရင်တော့စာပိုက်ဖတ်တာတွေမြန်နားလည်လွယ်ပြီးတော့ဖတ်လာနိုင်ပါလိမ့်မယ်ဒီတဲ့ပူပီစီဓာတ်ဖို့တစ်ခုကစာပိုက်ရှည်ဖတ်နိုင်စွမ်းရည်ကိုမြင့်တင်ဖို့အတွက်ဆိုရင်မိမိရဲ့ခန်းကြီးလို့ကောရီလို့ပုံးဖို့လို့စတဲ့စွမ်းရည်တွေကကြေုံမရှိမဖြစ်လိုအပ်ပါတယ်ကဲအဲ့ဒါလေးတွေသိပြီးပြီဆိုရင်တော့အခုကစပြီးတော့ဒီမိကုန်းဟောင်းပုတ်ရှည်တစ်ပုတ်ကိုတူတူစပြီးတော့ဖြေသွားကြည့်အောင်နော်ကဲအဲ့ဒါဆိုကျွန်တော်ဗီဒီယိုလေးကိုအခုပဲစလိုက်ရအောင်အဲ့ဆိုရင်နံပါတ်1ကိုတူတူဖြေကြည့်အောင်နော်ခုနကြောတိုင်းတို့အာရုခနာနိခဒီအချိန်နေကြီးဆိုတာရှိတာကြောင့်လည်းအဲ့ဒါဘာလို့ဆိုလိုတာလဲတဲ့ခုနကြောတိုင်းအမြင်တာပြီးတော့အောက်ကအဖြေလေးချောင်းနဲ့ဖြေရမယ့်ပုံစံပေါ့နော်အဲ့တော့စာပိုက်ကိုစပတ်ကြည့်အောင်関西日本で農業をしている人は約200万人ခုလက်ရှိဂျပန်မှာလယ်ယာစိုက်ပျိုးရေးကိုပြုလုပ်နေတဲ့လူတွေကခန့်မှန်းခြေအပြင်1400ရှိပါတယ်တဲ့40年前に比べるとその数は3分の1以下に減っているလွန်ခဲ့တဲ့နှစ်40မတိုင်မီကနေနှိုင်းယှဉ်နိုင်မယ်ဆိုရင်ပေါ့ဒီအဲ့ဒီရေတွက်ကတဲ့3ပုံတော့ each ဆိုတော့3ပုံတစ်ပုံအောက်ကိုကျဆင်းနေပါတယ်လို့ပြောထားတယ်အဲ့တော့လွန်ခဲ့တဲ့နှစ်40မတိုင်ခင်ကအခု1200တက်ပိုများတယ်1600ဆိုတဲ့အထိပဲပေါ့နော်ဆက်ပတ်ကြည့်အောင်ဆိုしてအဲ့တော့農業をしている人の60%以上は65歳以上のお年寄りだအဲ့တော့ဒီလေယာစိုက်ပျိုးရေးကိုပြုလုပ်နေတဲ့60ရာခိုင်နှုန်းအထက်လူတွေကတဲ့အသက်65နှစ်အထက်တက်ကြီးရွယ်တွေဖြစ်ပါတယ်တဲ့အဲ့တော့လာပြီးဒီမှာခုနိုဂျောတိုင်းကိုခိုင်းရောတို့ဒီအချိန်နေကြီးကိုပြောင်းလဲဖို့ဆိုပြီးတော့ပေါ့နော်အဲ့တော့ခုနိုဂျောတိုင်းမြင်တတ်တာဘယ်အချိန်နေလဲဆိုင်ခင်အီလိုနာလိုးကျော်のやり方が考えられているそうだအခုတော့ပေါ့နော်အမျိုးမျိုးသောလေယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လှုပ်ဆောင်နည်းလမ်းတွေကိုဖန်ပြီးစဉ်းစားတွေးခေါ်လာနိုင်ပြီလို့ဆိုပါတယ်တဲ့အဲ့တော့ဒီမှာမြင်တတ်ထားတဲ့ခုနိုဂျောတိုင်းဆိုတော့ဘယ်အချိန်တွေကိုပြောတာလဲဆိုတော့အဖြစ်မှာတောက်ရှာကြည့်အောင်1農業をする人が大きく減って半分以上がお年寄りになったことအဲ့တော့လေယာစိုက်ပျိုးရေးကိုပြုလုပ်နေတဲ့လူတွေကအများကြီးကျဆင်းလာပြီးတော့တဝက်တက်ပိုတဲ့လူတွေကအသက်ကြီးရွယ်တွေလို့ပြောထားပါတယ်အဲ့တော့ဒါနံပါတ်1အဖြစ်ပေါ့နော်နံပါတ်2農業をする人が大きく減ってလေယာစိုက်ပျိုးရေးပြုလုပ်တဲ့လူတွေကအများကြီးကျဆင်းလာပြီးတော့半分以上が若者になったことအဲ့တော့ဒီမှာဆိုရင်1နဲ့2ကဖြစ်နိုင်ခြေအများဆုံးဖြစ်ပါတယ်ဘာလို့လဲဆိုတော့အောက်က農業をする人が少し減ってဆိုနည်းနည်းလေးကျဆင်းတာမဟုတ်ဘူး600 1600နေ1200ကျဆင်းတာဖြစ်တဲ့အတွက်အများကြီးကျဆင်းတဲ့ပုံစံဖြစ်အဲ့တော့အဲ့ထဲမှာလည်းအဖြေကိုရွေးထားလိုက်လို့ရပြီပေါ့နော်1နဲ့2ကအဖြေမနဲ့တစ်ခုဖြစ်မှာချင်းတင်နေပြီပေါ့နော်နံပါတ်4ကစပ်မဖက်လေးရတယ်နောက်မှဖတ်ကြည့်မယ်နော်農業をする人が少し減ってဒီလေယာစိုက်ပျိုးရေးကိုပြုလုပ်တဲ့လူတွေကနည်းငယ်ကျဆင်းပြီးတော့ဝါကာမူနိုနော်ဝါလီယာဆိုတော့လူငယ်လူရွယ်တွေရဲ့အကျိုးစားတွေကဖူးရတဲ့အီဒူကိုတိုးပါလာတယ်အဲ့ဒါမရေးထားအောင်နော်ပထမဆုံး3ကြောင်းပထမပိုင်းမှာရေးထားတဲ့ဟာကနံပါတ်1အဖြစ်မှန်ဖြစ်ပါတယ်။農業をする人が大きく減ってဒီလေယာစိုက်ပျိုးရေးပြုလုပ်တဲ့လူတွေအများကြီးကျဆင်းလာပြီးတော့ဟန်ပုံဤကျော်ပေါ်မှာလေးရေးထားတယ်လေ။တက်65နှစ်အထက်တွေက60ရာခိုင်နှုန်းအထက်က65နှစ်ထက်ကြီးတဲ့အသက်ကြီးရွယ်တွေဖြစ်တယ်လို့ရေးထားတဲ့အတွက်ကြောင့်အဖြစ်မှန်လည်းဒီမှာဟန်ပုံဤကျော်ကအိုတိုရှီယော်ဒီနီနတ်တာခိုတိုဆိုတဲ့ဟာလည်းကန့်ညီတဲ့ဖြစ်တဲ့အတွက်ကြောင့်အဖြစ်မှန်ကနံပါတ်1ဖြစ်ပါတယ်။ဒီပန်いくつかの工夫とあるか例えばどんな工夫か
တီထွင်ချမ်းသာမှုတွေအများကြီးလို့ရှိတာကတဲ့ဘယ်လိုမျိုးတီထွင်ချမ်းသာမှုမျိုးကိုပြောတာလဲတဲ့အဲ့တော့အဖြေလေးကိုမဖတ်ခင်စာဘက်ကိုအရင်တော့ဖတ်ကြည့်အောင်ခုနပြီးဆုံးတဲ့နေရာတွေစဖတ်မယ်နော်အဲ့တော့その人とはこれまでのように家族で農業をするのではなくအဲ့ဒီတခုကတော့တဲ့အခုအထိလိုမျိုးပေါ့နော်မိသားစုနဲ့အတူလောက်ကိုင်းဆောင်ရတဲ့လေယာစိုက်ပျိုးရေးပုံစံမျိုးမဟုတ်ဘဲနဲ့多くの人が働く会社の形で農業をするというものだလူအများကြီးလှုပ်လှုပ်ကြတဲ့ကုမ္ပဏီလိုပုံစံမျိုးနဲ့လေယာစိုက်ပျိုးရေးကိုလုပ်တဲ့အရာမျိုးကိုပြောတာပါတဲ့このような会社の一つに青空があるအဲ့လိုကုမ္ပဏီမျိုးတစ်ခုပွင့်ဝင်ဖြစ်တဲ့青空ဆိုတာရှိပါတယ်တဲ့青空では今までにないいくつかの工夫によって若者も働きやすい環境を作っている青空မှာဆိုရင်တော့ဘောနော်အခုထိလုံးဝမရှိသေးတဲ့တည်တင်ကြံစားဖို့အများကြီးပုံမူတည်ပြီးတော့ဒီလူငယ်လူရွယ်တွေပြောပေါ့နော်လောက်ကိုင်းတွေကိုလောက်ရလွယ်ကူစေတဲ့လုပ်ငန်းခွင်ကိုဖန်တီးပေးနေပါတယ်တဲ့အဲ့တော့ဒီနံပါတ်1ကဘာကိုမေးထားလဲဆိုอีคุซุကတော့ဆိုတဲ့ဒီအများကြီးရှိတဲ့ဒီတင်ကြံစားမှုကိုမေးတာပေါ့အဲ့ဒီအတွက်ကြောင့်ဒီဖူဖူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်ဖတ်သွားမယ်ပေါ့နော်အခုထိကတော့ဖူဖူနဲ့ပတ်သက်ပြီးတော့ဒီတင်ကြံစားမှုနဲ့ပတ်သက်ပြီးတော့ပြောထားတာမရှိသေးဘူးပေါ့နော်ဒီမှာဆိုရင်ဒိုင်အီချီတော့လာပြီဒိုင်နီဒိုင်ဆန်ပေါ့နော်အဲ့ဒါသူရဲ့ကူဖူဒီတွင်ကြံစားမှုတွေကိုပြောတာပါအဲ့တော့ဖတ်ကြည့်အောင်ဒိုင်အီချီနော်ကူဖူကキバタキュールを払うことအဲ့တော့နံပါတ်1ဒီတွင်ကြံစားမှုနီလန်ကတော့တဲ့သတ်မှတ်ထားတဲ့လစာကိုပေးချေဖို့ပေါ့နော်နိုးကျော်ကရှီဆန်းကအိုင်တင်နာနော်တဲ့လေယာစိုက်ပျိုးရေးဆိုတာကသဘောတရားကြီးကတစ်ဖက်သားဖြစ်နေတဲ့အတွက်ကြောင့်နဲ့ဒိုးစတဲ့မို့ဘလိုပဲဖြစ်ဖြစ်ရှူနီယိုကအိုးဤဒိုခီတိုစကူနိုင်ဒိုခီကတဲ့ရှိမဟုတ်အဲ့တော့ဝင်ငွေများတဲ့ချိန်တွေရှိသလိုဝင်ငွေနည်းပါးတဲ့ချိန်တွေဆိုတာလည်းရှိတယ်တဲ့ရှိကရှိတို့တော့လည်းပဲအချီနန်ဂျူဆိုတာတနေ့ပတ်လုံးပေါ့နော်ဤရိုးဤတော့နရှူရူဤနော်ရာစာရီကိုစကူလူခုတ်တို့တဲ့တနေ့ပတ်လုံးမှာမျိုးတော့မျိုးစားအများကြီးရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုးခြင်းနဲ့ပေါ့နော်စတိုဆော့ကဒါမဲ့တဲ့မို့ဆိုဒီတစ်ခုကစိုက်လို့မရလဲပဲပေါ့နော်ဟိုကတော့ရဆိုင်တဲ့ကားပါတဲ့ချီလူယောနေရှိတခြားဟင်းသီးဟင်းရွက်မျိုးစားကိုပေါ့နော်ဒီ plan B နေနဲ့ပေါ့နော်ကားပါပြည့်အောင်ဒုံးနိုင်တဲ့ပြင်နဲ့မိုင်းစကီအိုနာဂျီကျူရီယိုကဟာလာရဲ့လူယောနေစုရလာတိုင်းဒီဟိုလာစာအပုံမှန်ပေါ့နော်ပြီးနိုင်တဲ့အခြေအနေကိုဖြစ်သွားပါလိမ့်မယ်တဲ့အဲ့ဒါကသူ့ရဲ့ဒီထင်ချန်ထားမှုနံပါတ်1ပေါ့လာစာနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတာပေါ့နော်တော့ဒိုင်းနီနော့ခူကနံပါတ်2ဒီတွင်ကြစားမှုကတော့ရာစုမဲတို့ယောနီစုရုကိုတို့အနားယူနိုင်ဖို့တော့ကိုတင်ပြထားတဲ့ခူဖူတဲ့ပါတယ်အဲ့တော့ရှာရင်ကမျက်နှာချီကောက်ဟိနီရာစုဘီကိုထိုးတူအဖို့ဝင်နေဒီဝန်ထမ်းတွေအားလုံးကမတူညီတဲ့ရက်တွေမှာ9ရက်ကိုယူခြင်းဖြစ်ပါတယ်တဲ့ရှာရင်ကအိုးစဲဤလူနော်တဲ့ဝန်ထမ်းတွေကအများကြီးရှိတော့ကြောင်းတဲ့ဆိုလေးဆိုတွေကဂျွန်ဘန်ဒီရာစုဘီကိုတိုးလူယောနီစုတွေပါဒီတယောက်ချင်းဒီအတီးတီးပေါ့နော်သူလှည့်ကြစီ9ရက်ကိုယူမယ်ဆိုရင်တော့ဆိုရီဟိုတိုဟိုကူဝနိုင်ကအဲ့လောက်ထိဒီ9ရက်တွေများမှာမဟုတ်တာကြောင့်ပေါ့နော်မင်းနာကကစ်ချင်တို့ရာစုမဲရုံတော့ဒါအားလုံးကသူ့ဘာသူစနစ်ချတည်ချာအနားယူနိုင်ပါလိမ့်မယ်တော့ဒါနားယူနေတယ်ပတ်သက်ပြီးတော့ဒိုင်းနီကိုသူကတင်ပြသွားတာပေါ့နော်နောက်ဒိုင်းဆန်တော့ခူဖူပါတခါလေးဆက်ဖတ်မှရမယ်ပေါ့နော်အဲ့ဒါမှသူကဒီခူဖူရဲ့အမျိုးအစားကိုကိုကသိရမှာမိငုံရပါနော်ဒိုင်းဆန်တော့ခူဖူကနိုးကျော်ကိုအိုရှိရဲလူကိုတော့ဒီဒိုင်းဆန်နံပါတ်3ခူဖူလို့ခေါ်တဲ့ဒီတွင်ချန်သားမှုကတော့ဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေကိုသင်ကြားပြသခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒီတွင်ချန်သားမှုပေါ့နော်စစ်ချီနီဆဝတာကိုတိုကဇန်ဇန်နိုင်ယောနာရှိတိုနီဝဒီကြီးတောင်လုံးဝမထိဘူးတဲ့လူအတွက်ကပေါ့နော်ခဲခန်းရှောက်လို့ခေါ်တဲ့ဒီအတွေ့အကြုံရှိတဲ့လူတွေကနိုးကျော်ကိုအီတီကာလာကစ်ချန်ဒိုအိုရှိရလူဒီတွေ့ကြရှိတဲ့လူတွေကနေလေယာဆိုင်ဝင်းနဲ့ပတ်သက်တဲ့ဟာတွေကိုလုံးဝအခြေခံအချီကာလာဆိုတွေ့ကနေစပြီးတော့သိသိချာချာသင်ကြားပြီးခြင်းအဲ့ဒါကလည်းဒီတွင်ချမ်းသာမှုနံပါတ်3ပေါ့နော်အဲ့လိုမျိုးပါတဲ့အတွက်ကြောင့်သူကဖြေကိုသွားကြည့်မယ်ဆိုရင်စပ်မယ်နော်အချီပန်ဟိုးဤစကီယာစကူနိုင်စကီကအာရုကများတဲ့လာတွေနေတဲ့ဓာတ်တွေရှိတာကြောင့်နဲ့မိုင်းစကီလာရင်လာတိုင်းကျူးလောကဟာလာရဲ့လူယောနေစုလို့အဲ့လာရနေတာလာရများနေမဆိုင်ဘူးနော်သူပြောတာဒီကူဖူးနဲ့ပတ်သက်တာအဲ့ဆိုရင်နံပါတ်1ကလည်းမဟုတ်ဘူးပေါ့နံပါတ်2一難中一種類の野菜を作り続けるようにするဒီနေ့ပတ်လုံးမှာဒီလိုမျိုးလဲတော့ဟင်းသီးဟင်းရွက်ကိုဆက်လက်စိုက်ပျိုးခြင်းဆိုတာလည်းမဟုတ်ဘူးเนาะကာဗာဖြစ်အောင်နောက်တစ်ခုစိုက်မယ်လို့ပြောထားတယ်နောက်နံပါတ်3ရှာယမင်းနာကဝန်ထမ်းတွေအားလုံးကဒိုယောဘီတော့နီချီယောဘီနိရာစမဲရယောနီဆိုလို့စနေနဲ့တနင်္ဂနွေနေ့ရက်ကိုနားယူနိုင်လို့မယ်ဆိုတဲ့ဟာလည်းမဟုတ်ဘူးတယောက်လှည့်ကြသည်သူကနားမှာစနေနဲ့နေ့ဆိုတဲ့ကိစ္စကိုမရေးထားဘူးပေါ့နော်နံပါတ်4ကတော့
ခဲကန်ကနိုင်ရှိတိုနီဝရိုးကျော်နော်ကီဆိုကလာအိုရှီရူယောနီဆူရူဟုတ်ပြီနံပါတ်4အဖြစ်မှာပဲဘာဖြစ်လို့လဲဆိုတော့ခဲကန်ကနိုင်ရှိတိုဆိုတာဒီနံပါတ်3ဒိုင်းဆန်နော်ခူဖူမှာပါသွားတယ်နော်ခဲကန်ရှာကအနိုးကျော်အီချီကလာကီချင်းတိုအိုရှီရူဆိုတဲ့ဒီအခြေခံလုံးဝမရှိတဲ့မြေကြီးတော့မကင်ဘူးတဲ့လူကိုတည်ကြကြလေးတင် जा ပြသပေးရမယ်ဆိုတဲ့အချက်ကနံပါတ်3မှာပါလာတဲ့ကြောင့်ဖြေကနံပါတ်4ဖြစ်ပါတယ်အဲ့ဆိုနံပါတ်3လေးကိုဆက်လက်ဖြည့်ကြည့်အောင်နော်3番青空には毎年農業にチャレンジしたいという若者が大勢入ってきてとあるがそれはどうしてだと言っているかဒီ青空ကုမ္ပဏီကိုပေါ့နော်နှစ်စဉ်နှစ်တိုင်းလေယာစိုက်ပျိုးရေးကိုစိုက်ဖို့ပေါ့နော်ဝင်ရောက်လာတဲ့လူငယ်လူရွယ်တွေကအများကြီးရှိတယ်လို့ပြောနေတာကတဲ့အဲ့ဒါဘာကြောင့်လို့ပြောတာလဲဆိုတော့ဒီစာပဲထဲအကြောင်းအရာကိုသူကမေးတာပေါ့နော်အဲ့တော့ခုနတိုင်းစပ်ဖတ်မယ်ဆိုရင်ခုနနောက်ဆုံးစာပိုက်လေးကြံသေးတာစပ်ဖတ်မယ်နော်ကိုနိုယောနာကူဖူဒီလိုမျိုးတည်တွင်ကြံစားမှုနီလန်းတွေကတဲ့ဝါကာမိုနိုနီမိုစတာဝါဒီလူငယ်လူရွယ်တွေကြားမှာလည်းတဆင့်ပြန့်နှံ့ပြီးတော့အာအိုဇိုလာဆိုတဲ့ဒီကုမ္ပဏီနီကမိုင်းတိုရှိမပါလာပြီနော်မြင်ထားတဲ့ချက်ပေါ့အာအိုဇိုလာနီက毎年農業にチャレンジしたいという若者が大勢入ってきて経営もうまくいっているそうだ。青空ကုမ္ပဏီကိုနေ့စဉ်နေ့တိုင်းတရားစိုက်ပျိုးရေးစိုက်ပျိုးဖို့ဝင်ရောက်လာတဲ့လူငယ်လူရွယ်တွေအများပြားဝင်လာတယ်ဆိုတာကတဲ့ဝင်လာပြီးတော့တဲ့သူကဒီစီးပွားရေးအခြေအနေတွေပေါ့နော်လောက်ကန်ခွင့်လန်းတွေလည်းကောင်းလာတယ်လို့ဆိုပါတယ်တဲ့အဲ့ချက်တွေပါသွားတယ်ပေါ့နော်そうしてそれは新しい農業の形として期待されているပြီးတဲ့နောက်မှာပေါ့နော်ဒါကဒီလေယာစိုက်ပျိုးရေးနီလန်အသစ်ပုံစံနေနဲ့ပေါ့နော်ညွှန်လင်းချက်တွေဖြစ်လာစေပါတယ်ဆိုပြီးပြောထားတဲ့ဆိုတော့ကြောင့်သူမြင်ထားတဲ့နေရာနီးပွိုင်းမှာအဖြေကရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်တို့ကပါပြင်နဲ့ဖတ်ကြည့်မယ်နော်နံပါတ်1一番青空では休みをたくさん取ることができるからအဲ့ဒါဆိုဖြစ်နိုင်မှာမလားနံပါတ်1ကလူငယ်လူရွယ်တွေအားလုံးကနိုင်ရက်တွေအများကြီးယူနိုင်တဲ့အတွက်ကြောင့်青空ကုမ္ပဏီကိုတရားသဖြိုးကိုလာလို့ချင်တာသမားပါတယ်နော်နံပါတ်2青空では会社経営の方法を教えてもらえるからတောင်းဆိုတဲ့ကုမ္ပဏီမှာပေါ့နော်ကုမ္ပဏီရဲ့စီမံခန့်ခွဲမှု management နီလန်နေနဲ့ပတ်သက်ပြီးတင် जा ပြီးရဆိုတဲ့ချက်လက်ကလည်းမရေးထားအောင်စာပိုက်တစ်ပိုက်လုံးမှာနံပါတ်3အောင်းဆိုလာဝဘူကာရှိနော့ဘူကာရှိခါလာနော့နိုးကျော်နော့ယာလီခတ်တာဝမ်မိုတ်တေအီဒူခါလာအောင်းဆိုလာကုမ္ပဏီကဟိုးရင်ထဲကရှေးရိုးဆန်တဲ့လေယာစိုက်ပျိုးရေးနီလန်တွေကိုလိုက်နာဆောင်ရွက်ခဲ့ဆောင်ထိန်ခဲ့တယ်ဆိုတဲ့ချက်ကလည်းမပါဘူးပေါ့နော်အခုဆိုရင်အစ်စ်တွေတော့ဒီထန်သားသေးတယ်အဲ့ဆိုရင်တော့အပြင်နံပါတ်4စာကျင်းသေးပါပြီအောင်းဆိုလာဝ仕事がしやすい環境を作っているからဟုတ်ပါတယ်လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုသူကလောကလွယ်ကူအောင်ဖန်တီးထားတဲ့အတွက်ပေါ့နော်လူငယ်လူရွယ်တွေအများကြီးကဝင်ရောက် challenge လုပ်ထားတာဆိုတဲ့ချက်ကပါထားတဲ့အတွက်ကြောင့်ပြင်မှနံပါတ်4ဆိုရင်တော့မှန်တယ်ပေါ့နော်အဲ့ဒါဆိုစာပိုက်တွေအကုန်လုံးလည်းဖတ်ပြီးပါပြီနောက်ဆုံးပုတ်ဖြစ်တဲ့နံပါတ်4ကိုဖတ်လို့ရပြီပေါ့နော်စာပိုက်ထဲမှာပါတဲ့အကြောင်းအရာတွေကိုလည်းမှတ်မိပြီလို့ထင်ပါတယ်အဲ့တော့နံပါတ်4ကပါမေးတဲ့ဆိုတော့ခုနဇန်တိုင်းတော့တဲမှာဝနာလီကဒီစာပိုက်တစ်ပိုက်လုံးကြီးရဲ့ခေါင်းစဉ်ကဘာဖြစ်မလဲပေါ့နော်ကိုခမှန်းကိုင်းတာဘာအကြောင်းရပြောရလဲဆိုတော့ကန့်ညီမှုရှိအောင်ပြန်ယူကြည့်ပေါ့အဲ့ဒါနံပါတ်1ကအိုတိုရှိယော်လီတို့နိုဂီယောတက်ကြီးရွယ်ဝတွေနဲ့တရားစီးပွားရေးအကြောင်းဟုတ်လားမဟုတ်ဘူးနော်တရားစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့အကြောင်းတွေပဲပြောရတာလေအဲ့တော့နံပါတ်2ကိုရီခါလာတော့နိုဂီယောအခုကစာရင်းနာကက်ရဲ့တရားစီးပွားရေးဆိုရင်ဟုတ်ပါတယ်လဲဆိုင်ပြိုးရေးကြောင်းသူကနော်နာကက်ကြောင်းပြောတာဖြစ်တဲ့ဖြည့်နံပါတ်1နံပါတ်3စပ်ပတ်ကြည့်အောင်နော်ကာစုကုတဲ့အိုခိုနာဟုနိုဂီယောမိသားစုနဲ့တူလောက်ကဆိုင်ဆောင်ရွက်မယ်တရားဆိုင်ပြိုးရေးဆိုရင်လည်းမဟုတ်သေးပါဘူးမိသားစုနဲ့တူလို့မဲ့ပုံစံမဟုတ်ဘူးနံပါတ်4ခဲကန်ရှာနိအိုဆိုဝါဒုနိုဂီယောတွေးကြုံရှိတဲ့လူတွေကိုသင်ကြားပြသ training ပေးမယ်တရားဆိုင်ပြိုးရေးအဲ့ဆိုလည်းမဟုတ်သေးပါဘူးเนาะအပြေရဆိုရင်ကန့်ညီမှုရှိတာကဒီစာပိုက်တစ်ပိုက်တုံးကိုခြုံငုံပြီးပြောခြင်းနဲ့ခေါင်းစဉ်ကဘာဖြစ်မလဲနံပါတ်2ကိုရီခါလာတော့နိုဂီယောဆိုတဲ့ဖြည့်လေးပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ဒီနေ့အတွက်ကတော့တုတ်ကိုင်းပေါ့နော်အန်သရီအတွက်ကိုဖြည့်ပြပြီးသွားတာပဲဖြစ်ပါတယ်အဲ့တော့ဆောင်းပွဲမှာလည်းတုတ်ကိုင်းဖြည့်တဲ့အခါမှာအာယုံစူးစိုက်ပြီးတော့ပေါ့နော်ကိုမရတဲ့စကလုံးတွေတွေ့ရင်လည်းကြော်သွားပြီးတော့ပေါ့ခြုံငုံသုံးသက်တဲ့လေ့ကျင့်လေးကိုလည်းလုပ်ပြီးရင်ဒီလိုစာပိုက်တွေဖတ်တဲ့အခါကျရင်လည်းတပိုက်ကိုဒီအမေကွန်းတပုတ်စီနဲ့တွဲပြီးဖတ်တာမျိုးတွေပေါ့နော်ခြုံငုံသုံးသက်တဲ့လေ့ကျင့်တွေမြန်မြန်ဖတ်တဲ့စပီလေးကိုလည်းကိုရီးယားနေမေကွန်းဟောင်းလေ့ကျင့်ပြီးတော့မြန်မြန်လေ့လာထားမယ်ဆိုရင်ဆောင်းပွဲပါပေါ့နော်ဒီ reader mind ကိုတည်စဖြည့်နိုင်မယ်လို့ထင်ပါတယ်အဲ့တော့အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြအောင်နော်ကြမှာတန်းနေ